လို့ပြောတော့သူရှိနေကိုခေါင်းဝင်တိုက်သွားရလေမြင်လို့လေနေသမီးလောက်တာအတိတာကိုဘာလို့မြင်တာလဲHello there. ညအစားပြီးရဘာလုပ်နေလဲစားတော့စားပြီးပါပြီရုံးကလုပ်နေမပြီးသေးလို့ဆက်လုပ်နေရတဲ့နည်းနည်းပပလေးတော့နားပါဦးအလုပ်တွေလုပ်နေလို့ရှိရင်ကျမ်းမာရေးထိခိုက်မှာကိုတဲ့နားပါဘူးရုံးမှလည်းအဆင်မပြေဘူးဒီလောက်အဆင်ပြေအောင်ဒီနေ့ရက်သားတော့တိုက်ခိုက်ခံနေရဒီနေ့လည်းတက်ခေါ့ပြီးခေါ့တိုက်ချသွားတယ်ဘလို့လူတွေမှမသိအဆင်မပြေပါဘူးကိုရတဲ့အလုပ်တွေအရင်ပင်ပန်းနေတယ်ဆိုရင်လည်းနိုင်ကိုခဏခဏပြန်လာပါတော့ကွာကိုလေးတဲနဲ့အတူတူတောင်းဖို့နေရာလေးရှိလို့ပါငါတို့ကတော့အဆင်မပြေသေးဘူးဒီမှာလည်းအလုပ်ကိစ္စတွေအရင်များနေတယ်ညာလူတို့ဘကိစ္စကလည်းရှိနေသေးတာဆိုတော့ပြမတဲ့ရအဲ့ဆိုလို့ရှိရင်လေဖုန်းဆက်တာလေဖုန်းမဆက်တာဘယ်နေရအောင်ရှိနေလေတပတ်နှစ်ပတ်လည်းမဟုတ်တော့ဘာလဲအချွေပြောင်းရလားမချစ်တော့ရလားရောအဲ့ဒါနင်းတော့ထက်မြက်ထားကြတယ်စီထက်မြက်ကနင်းကိုတိတ်ချစ်တယ်သူ့ရဲ့ပကြီးကားတွေချစ်တယ်လို့နင်းကိုချစ်ခဲ့နေတိုင်းပကြီးကားတွေဆွဲနေနေတော့မှာပဲနင်းအကြောင်းသတိတရားနဲ့ပြောနေတယ်နောက်ဆုံးသူတေကန်ကြီးချိန်နေတော့မှာနင်းအကြောင်းတွေကိုမေးနေတယ်တကယ်တော့နင်းကသူ့အချင်းနဲ့လုံးဝမတန်ဘူးပါသိလားရရလားရပါစီးထဲမှာရမယ်ဒီနားမှာကျွန်တော်လုပ်တဲ့ company လိုက်ခဲ့ပါဒီမှာနားပြလေကိုစီးတယ်ရပါရပါတယ်ပြီးပါမမလည်းမဟုတ်ဘူးလားဟုတ်ဘလို့မှရောက်အားကြောင့်ဆိုင်ကမောင်းတာပြုလို့ဖြစ်နေတာတော့မပကြီးဆွဲတာဟုတ်ပါဘူးမမအပြည့်ဆွဲတာကြည့်လို့ရတာမ
ငါဆန္ဒမှုကြီးလေညီမရောက်ဘူးอ่ะခါမမြောက်ဘူးညီမအဲ့နေအောင်သွားချင်တာဒါပေမဲ့လမ်းနေရလည်းမသိတော့တိုင်ပတ်နေရသွားတာသွားနေရလူရခိတယ်မရောက်ပါဘူးမနေ့ပြန်စနေမလားဟုတ်ဒါဆိုလိုလုပ်မယ်လေဒီပကြီးကားရနေရာတွေအားလုံးကျွန်တော်လိုက်ပို့မဟုတ်တာရပါတယ်အားနာစရာမလိုပါဘူးကျွန်တော်လည်းမနေ့ပြန်အားနေရမှာလေညာနေတော့မေတူမပြန်နိုင်ပဲနေရပါတယ်မတောင်းနိုင်ဘူးမောင်ဝင်ခင်ချင်တာခုရှိတယ်တကယ်တော့ဒီပကြီးကားတွေကမင်းရဲ့အရင်ကောင်းလို့ဆိုရပြောဒါမဲ့တိတ်မကြခင်ရပဲသူဆုံးတော့ပါဘူးအဲ့ပကြီးကားတွေကနေရတယ်သူကမင်းနဲ့သူလက်ချင်းနဲ့သွားချင်နေတာဒါမဲ့သူဆုံးသွားတဲ့အချိန်ကြီးကမင်းရဲ့အလုပ်တွေကိုပဲဖိလို့နေနေလို့မင်းတကယ်မကောင်းတဲ့သူပါအဲ့လိုပြောရဘူးလေညီမရဲ့ညီမတကယ်ကိုတော်ရဲသူပါညီမဘဝတည်းညီမကြိုးစားခဲ့ရတယ်မင်းဖြစ်စီခြင်းနဲ့ဒါငါမေကိုငွေရအဓိကမဟုတ်ပဲလူတွေပေါ်ထားတဲ့အမြင်တွေလူတွေနဲ့ဆက်ဆံတဲ့အခါမှာတီးခံတတ်ဖို့နဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေကဘယ်လိုလဲဆိုတာလမ်းပြပေးခဲ့သူကိုယ်တိုင်ကလည်းအဲ့ဒီအရာတွေကိုနားလေသဘောပေါက်သွားလိမ့်မယ်လို့ငါထင်နေကွာပြောင်းလဲသွားတယ်လို့လည်းငါခံယူတယ်ထမင်းမင်းတောင်းပန်စရာရှိတယ်သူနဲ့အဲ့နေရာတွေအတူတူသွားကျင်တယ်ချူသားဆုံးခံရလို့ရှိရင်သူ့ဘဝရဲ့တန်ဖိုးသိစေခြင်းခံနဲ့ခံစားစေခြင်းတန်ဖိုးလည်းထားတတ်စေခြင်းဒီတိုင်းမှာငါပါအဲ့လိုလုပ်ပေးနိုင်ဆိုမရှိတော့ဘူးအခြေရောခုံအောင်လုံးဝမရှိလို့ကောင်းတယ်။ရောက်ထမ်းနေ။မင်းတို့ပြောစမ်းနေကွာ။မင်းမဟုတ်တဲ့အတိုင်းပဲရ။ရောက်ထမ်းနေ။မင်းမတော့စမ်းပါနဲ့ကွာ။ရောက်။မင်းကင်စာအဆင်းအခုနောက်ဆုံးရောက်နေပြီနော်။ငါအခြေအနေကတိပါလေကောင်းတယ်။အလွန်ဆုံးခံရလဲနည်းနည်းပေါ့ကွာ။ထမင်းယောတောင်းဆိုစရာလည်းရှိငါမေကိုတကယ်ချစ်မိပါတယ်တဲ့ငါသူ့ကိုတစ္ဆာရှိရှိအဆုံးထိလက်သွဲသွားမယ်လို့လည်းကတိပေးတယ်ကွာ